Hello အားလုံးပဲနေကောင်းကြမှာပါစေလို့ဆုမကောင်းတောင်းပေးလိုက်ပါတယ်နော်ဒီနေ့ Valentine Day မှာတော့ special အနေနဲ့ပေါ့နော်ချစ်ချင်းမြတ်တာလားတနာလားဆိုတဲ့အကြောင်းလေးကိုပြောပြပေးမှာဖြစ်ပါတယ်Valentine Day မှာပဲဖြစ်ဖြစ်တခြားချိန်မှာပဲဖြစ်ဖြစ်ပေါ့နော်ချစ်တယ်ဆိုတဲ့စကားကိုအများစုပြောကြတာကိုကြားရတယ်ပေါ့နော်ဒါပေမဲ့မေးချင်တာကကျမတို့ပြောနေတဲ့ချစ်တယ်ဆိုတာကမြတ်တာလားဒါမှမဟုတ်လို့ရှိရင်သူများကိုပိုင်ဆိုင်လို့စိတ်ပုံများနေတာလားပေါ့နော်ပြီးရင်မင်းမရှိမနေနိုင်လို့ပြောတာကရောတကယ်သူ့ကိုချစ်တဲ့မြတ်တာလားဒါမှမဟုတ်ရင်သူ့ဘောမှာမှီခိုနေတာလားပေါ့နော်ဆိုတော့အဲ့ဒီအကြောင်းအရာလေးကိုဒီနေ့ Valentine Day မှာပေါ့နော်ပြောပြပေးမှာဖြစ်တယ်မြတ်တာနဲ့ဘာသာရေးအမြင်တွေကိုပြန်ပြီးတော့မှကြည့်ကြရအောင်ဘာသာတရားတွေတိုင်းမှာကမြတ်တာဆိုတာကိုယ့်တတ်တာမကပေါ့နော်တခြားသူအတွက်ကောင်းစေခြင်းနဲ့စိတ်ပျော်ပေးတဲ့စိတ်မျိုးကိုပြောတာဖြစ်ပါတယ်ဆိုတော့မြတ်တာဆိုတာကတကယ်တော့အခြေအနေမရွေးဘူးတစ်ဖက်ကကိုယ့်ကိုပြန်ချစ်မချစ်တွေကိုပေးတဲ့လောက်တစ်ဖက်ကပြန်ပေးမပေးဆိုတာတွေကိုလည်းထည့်ပြီးမစင်စားဘူးပေါ့နော်အဲ့တော့သူ့စီကနေဘာအကျိုးမြတ်တွေရမလဲဆိုတာကိုလည်းထည့်ပြီးတော့မှမတွက်တတ်ဘူးပေါ့နော်တကယ်မြတ်တာဆိုတာကရင်ဖိုးလှိုင်းမောတယ်ပေါ့နော်အဲ့လိုစိတ်လှုပ်ရှားမှုမျိုးပြောတာမဟုတ်ဘူးတရားကိုယ်တွေကဘယ်လောက်ထိလေးစားပေးနိုင်မလဲဘယ်လောက်ထိနားလည်ပေးနိုင်မလဲသူနဲ့ကိုယ်နဲ့ဘယ်လောက်အပြန်အလှန်နားထောင်ပေးနိုင်မလဲဆိုတာမျိုးတွေပြောတာဖြစ်တယ်ပေါ့နော်နောက်တစ်ခုကကြတော့ဒီမနာလိုဝင်တိုစိတ်တွေပေါ့နော်အဲ့ဒါကိုအချင်းချင်းကမှပြန်ပြီးတော့ထိမ့်သိမ်းနိုင်ဖို့တွေအကယ်၍တယောက်ယောက်ကအမှားလုပ်လာတယ်ဆိုရင်တော့မှပဲချက်ချင်းလှုပ်ချလိုက်တာမျိုးမဟုတ်ဘဲနဲ့သူ့ကိုတီးခံနားလည်ပြီးတော့မှခွင့်လွှတ်ပေးတာမျိုးကိုမြတ်တာလို့ခေါ်တာဖြစ်ပါတယ်ဒီလိုပြောလို့လဲပေါ့နော်ဟိုအရန်ကြီးတဲ့အမှားမျိုးတွေပေါ့နော်ဥပမာပြစ်မှုကျူးလွန်တာမျိုးတွေကိုယ်ကိုမတရားလာပြီးစော်ကားတာမျိုးတွေပေါ့နော်အဲ့လိုမျိုးတွေကိုတော့တီးခံရမယ်လို့ပြောတာမဟုတ်ဘူးဒီလိုမျိုးအရန်ကြီးမားတဲ့ဟာမျိုးတွေလုပ်တယ်ဆိုလို့ရှိရင်တော့ကိုယ့်အနေနဲ့ကတော့ဥပဒေရပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ပေါ့နော်လုပ်เสียရှိအောင်လုပ်ရမှာဖြစ်ပါတယ်တခါတလေမှာပေါ့နော်ချို့သူတွေကပြောတယ်ပေါ့နော်ချစ်လို့စိတ်ပူတာပေါ့မင်းကိုချစ်လို့ပဲတုံးရင်တူလာလေးစတာတွေပြောကြပြီမဲ့ပေါ့နော်အဲ့လိုမျိုးတွေလွန်ကဲလာတယ်ဆိုတာကတော့ချစ်တာထက်ပေါ့နော်ထိန်းချုပ်ခြင်းစိတ်တွေများနေတယ်ဆိုတာညင်းလို့မရဘူးမြတ်တာဆိုတာကကြတော့ဒီလူတစ်ယောက်ရဲ့ပေါ့နော်စိတ်ရောကိုယ်ပါကိုလွတ်လပ်ခွင့်ပေးတာမျိုးတွေဖြစ်တယ်ပြီးလို့ရှိရင်ညှိနှိုင်းဆောင်ရွက်မှုတွေကိုဦးစားပေးတယ်ကျင်နာနူးညံ့မှုတွေကိုပြသတာမျိုးဖြစ်တယ်ပေါ့နော်ဆိုတော့ဒီတဏှာလို့ခေါ်တဲ့ဒီတက်မှတ်ထိန်းချုပ်ခြင်းစိတ်တွေတအားများတဲ့အခါမှာကြတော့လူတစ်ယောက်ကိုချုပ်ချယ်ခြင်းနဲ့လွှမ်းမိုးခြင်းနဲ့တန်တရားတွေများတတ်တယ်ပေါ့နော်ဆိုတော့ဒီလိုအရာလေးတွေကိုတတိထားခွဲခြားပြီးတော့ပေါ့နော်မိမိကိုယ်ကိုဆင်ခြင်ကြမယ်ဆိုရင်လက်ရှိဇုံတွဲတွေအတွက်ပိုကောင်းတဲ့ဆက်ဆံရေးတွေကိုတည်ဆောက်လာနိုင်မယ်လို့ယုံကြည်ပါတယ်ဒါဆိုရင်ရည်စားမရှိတဲ့သူတွေရော Valentine Day မှာတယောက်တည်းဖြစ်နေလို့ဆိုပြီးတော့မှစိတ်မကောင်းဖြစ်နေတာအဲ့လိုလုံးဝစိတ်ညစ်စရာလို့မတွေးပါနဲ့နော်တကယ်မြတ်တာရဲ့အစစ်အမှန်ကကိုယ်စီမှာပဲရှိပါတယ်တယောက်တည်းဖြစ်နေတဲ့အချိန်တွေမှာဆိုလို့ရှိရင်လည်းဒီမိမိကိုယ်ကိုတန်ဖိုးထားနိုင်အောင်ပို့ပြီးတော့မှချစ်တက်လာအောင်အခြားသူတွေကိုမြတ်တာထားနိုင်အောင်စိတ်လေးကိုလေ့ကျင့်လို့ရပါတယ်ကိုတေချာမချစ်နိုင်သေးရင်မလေးစားနိုင်သေးရင်တခြားသူစီကချစ်ချင်းမြတ်တာတွေလေးစားမှုအစစ်အမှန်တွေရဖို့အခက်တက်ပါတယ်ဒီလိုနေမျိုးမှာလည်းငါ့ကိုဘယ်သူလာချစ်မလဲလို့တွေးနေမယ်အစားငါကတခြားသူတွေပေါ်ဘလောက်မေတ္တာထားနိုင်လဲဆိုတဲ့ဟာကိုတွေးကြည့်ပါမေတ္တာတွေဖြန့်ဝေတတ်ဖို့လေ့ကျင့်ပါဒီလိုဆိုရင်ကိုယ်နှလုံးသားနဲ့ကိုက်ညီတဲ့သူမကြခင်မှာရောက်လာမယ်ဆိုတာအသေးချာပါပဲတကယ်တော့ Valentine Day ဆိုတာကလက်ဆောင်တွေလဲကြတဲ့နေ့ချောကလက်တွေစားကြတဲ့နေ့ထက်အများကြီးပို့ပါတယ်ဒီလိုနေမျိုးမှာမေတ္တာနဲ့တဏှာကိုခွဲခြားသုံးသပ်ပြီးတော့သိနိုင်မှုအခွင့်အရေးတစ်ခုလည်းဖြစ်ပါတယ်မေတ္တာဆိုတာကပိုင်ဆိုင်လိုခြင်းမဟုတ်ဘူးထိန်းချုပ်လိုခြင်းမဟုတ်ဘူးတခြားသူရဲ့ကောင်းကျိုးရဖို့အတွက်မေတ္တာပေးနိုင်ခြင်းဆုတောင်းပေးနိုင်ခြင်းမုဒိတာပေးနိုင်ခြင်းပါဆိုတော့ဒီ Valentine Day မှာချစ်ချင်းကနေတဆင့်သဘောထားပိုပြီးကြီးမြတ်တဲ့မေတ္တာအဖြစ်ပြောင်းလဲတွေးနိုင်ကြဖို့အတွက်အားလုံးကိုတိုက်တွန်းပေးလိုက်ပါတယ်နော် Happy Valentine's Day ပါလူသားအားလုံးမေတ္တာအပြည့်နဲ့အသက်ရှင်နေထိုင်နိုင်ဖို့အတွက်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်ဒီဗီဒီယိုလေးကိုကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်နောက်ဗီဒီယိုတွေမှာတော့ဘယ်လိုအကြောင်းအရာတွေပြောပြမလဲဆိုတာသိရဖို့အတွက်ကျမရဲ့ channel လေးကို subscribe လုပ်သွားပေးပါဦးနော်နောက်ဗီဒီယိုတွေမှာပြန်ဆုံကြပါမယ်